အားလုံးပဲမင်္ဂလာပါယခုလာမိတပေါင်းလာပြည့်နေ့ဟာဖခင်များနေ့ဖြစ်ပါတယ်ပြာတော်လာပြည့်မိခင်များနေ့ကိုလူသိများကြတော်လဲပဲတပေါင်းလာပြည့်နေ့ဖခင်များနေ့ကိုသိတဲ့လူကနည်းပါတယ်ဒါကြောင့်ဖခင်များနေ့ကိုဂုဏ်ပြုတဲ့အနေဖြင့်ဓမ္မလက်ဆောင်တစ်ခုပေးလိုက်ပါတယ်ဘာကြောင့်ဖခင်ဟုခေါ်ပါတယ်လဲပုဒ္ဒံပါတိရက္ခတိတိပိတာသားသမီးကိုစောင့်ရှောက်တတ်သောကြောင့်ဖခင်ဟုခေါ်ဆိုရခြင်းဖြစ်ပါတယ်မိခင်တွေကသားသမီးတွေကိုချစ်ခင်စောင့်ရှောက်တတ်တယ်လို့ဖခင်တွေဒီလည်းပဲသားသမီးတွေအပေါ်ချစ်ခင်စောင့်ရှောက်တတ်ပါတယ်ဖခင်တွေသားသမီးတွေအပေါ်ချစ်ခင်စောင့်ရှောက်တတ်တဲ့အကြောင်းပြောရမယ်ဆိုရင်တခါတုန်းကရွာတရွာမှာအဖိုးကြီးတယောက်ရဲ့သားဖြစ်သူရဲ့ချွေးမဖြစ်သူရဲ့ညီလေးတယောက်ရဲ့အတူနေထိုင်ကြပါတယ်ဒီနေ့မှာသားဖြစ်သူကထင်းခွဲနေတာကိုဖခင်ဖြစ်သူကအိမ်ထဲမှာမြေလုတ်သူကိုခြိထားရင်းလှမ်းကြည့်ပြီးစိတ်မချမ်းမသာဖြစ်တဲ့အတွက်ဘာကြီးနေတွေအယမ်းပူတာပဲကွာထင်းခွဲတာခဏနားပါအောင်လားလို့လှမ်းអော်ပြီးပြောပါတယ်အဲ့ဒီခါမှာသားဖြစ်သူကရပါတယ်အဖေအလုပ်ကိုပြီးအောင်လုပ်ပါရစေဆိုပြီးပြန်ပြောပါတယ်တစ်ခါပြောလဲမရနှစ်ခါပြောလဲမရအချိန်ပေါင်းများစွာပြောတဲ့အခါမှာတော့သားဖြစ်သူကစိတ်ဆိုးပြီးအဖေရေအလုပ်လုပ်လို့မောရတဲ့အထက်အဖေကိုပြန်ပြောရတာကတမောက်နောက်ကိုမပြောပါနဲ့ဆိုပြီးဒေါသတန်နဲ့နှံ့អော်ပြီးတော့ပြောပါတယ်အဲ့ဒီအခါမှာဖခင်ဖြစ်သူကမြေလုတ်သူကိုသူ့သားထင်းကွဲနေတဲ့နေဘူးကြီးထဲမှာသွားပြီးချထားလိုက်ပါတယ်အဲ့ဒီအခါမှာသားဖြစ်သူကကလေးကိုအတင်းပြေးပွေပြီးတော့အိမ်ထဲပြေးဝင်ပြီးအဖေဘာကြောင့်ကလေးကိုနေဘူးကြီးထဲချထားလိုက်ရတာလဲလို့စိတ်ဆိုးမှန်ဆိုးနဲ့မေးပါတယ်အဲ့ဒီအခါမှာဖခင်ဖြစ်သူကအေးမင်းသားနေဘူးထဲနေတာမင်းကြည့်ရသလားဘယ်ကြည့်ရပါမလဲအေးမင်းသားနေဘူးထဲနေတာမင်းမကြည့်ရသလိုမင်းနေဘူးထဲနေတာကိုလည်းမင်းအဖေဖြစ်တဲ့ငါကမကြည့်ရဘူးကွာလို့ပြောလိုက်ပါတယ်အဲ့ဒီအခါကျတော့မှသားဖြစ်သူဟာပါဇက်အဟောင်းသားဖြစ်ပြီးတော့ဖခင်ရဲ့မေတ္တာတရားကိုလွန်စွာနားလည်သွားပါတော့တယ်ဒါကြောင့်ဖခင်တွေဟာသားသမီးတွေရဲ့အပေါ်မှာချစ်ခင်စောင့်ရှောက်တတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်အဲ့ဒီလိုဖခင်တွေဟာသားသမီးတွေအပေါ်မှာချစ်ခင်စောင့်ရှောက်တတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်တာကြောင့်သားသမီးတွေအနေနဲ့ဖခင်တွေရဲ့မေတ္တာကိုနားလည်ပြီးဖခင်တွေရဲ့ကျေးဇူးကိုလည်းဆက်ဖြစ်အောင်ဆက်ကြပါလို့ပြောကြားရင်းဖြင့်ဤဓမ္မလက်ဆောင်နဲ့ဖခင်များနေ့ကိုဂုဏ်ပြုလိုက်ရပါတယ်